ဒါကတော့ကျွန်တော်ဆိုင်ရာအသက်ကြီးဆုံးကျောင်းမတွေရောက်ဆုံးမပဲဖြစ်ပါလေသူတက်တော့9နှစ်ရှိပါပြီဒီဆက်တော့ပြင်ပြပါပြီစပီကာတက်မဆန်းခင်မီတာနဲ့အရင်တိုင်းပြပါမယ်မီတာနဲ့တိုင်းကြည့်လို့မှပိုလေးတွေကကစားနေလို့ရှိရင်ရပါပြီတကယ်လို့ပိုလေးတွေကမကစားဘဲညင်နေလို့ရှိရင်စပီကာပြတ်တတ်ပါတယ်ခွာတော့ပေါ်ပေါ်ဖြစ်နေပြီဆိုတော့စပီကာတက်ဆန်းကြည့်ရပါမယ်time me live me qua sono lontana ci vedrai mai e mi mi le uscita